ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကတော့စာရေးဆရာလင်းခါရေးသားထားတဲ့လူအုပ်ထဲကအထီးကျန်မှုဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။မြို့ကြီးတွေမှာလူတွေကအများများတယ်။ကျွန်တော်ကလည်းလူတွေအများကြီးပြုံခဲနေတာကိုမမြင်ရတာတော့ကြာပြီ။လူအများများတာကိုလည်းမကြိုက်ဘူး။များလို့သာများနေတာဘာမှလည်းအရာမဝင်ဘူး။ကိုရင်ကျေးမှုတော်လန်ရေးကြောင့်နေအဖို့ခံထားရတဲ့လူတယောက်ခုမှမွေးရမြေကိုပြန်ရောက်ပြီးတွေ့တွေ့ငငယ်ဖြစ်နေသလိုခံစားနေရတယ်။အဲ့ဒီလိုဥပမာကိုသတိရမိလို့ရေရလေးရေခြင်းတယ်ဒါပေမဲ့ခံစားမှုကတော့အဲ့ဒါလိုပါပဲလူတွေကအနာသိအခက်မခံကြဘူးအရန်နီးလာရင်ခြေလမ်းရက်ရင်ရက်သွားနှုံးမဟုတ်ရင်ကိုရိုးထားလိုက်ကြမယ်သူတို့အဲ့ဒါလိုဖြစ်နေလို့ကိုလည်းပဲစိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်ဆိုပေမဲ့သူတို့ကိုပြစ်တင်လို့လည်းမရဘူးမြို့ကကျေပြန့်လာလူဦးရေကထူထပ်ဆိုတော့လူတယောက်ယောက်ကိုပြန်ရှာခြင်းရှာဖို့မလွယ်တော့ဘူးဆိုတာသိနေတော့အားလုံးကဝေးနေကြတယ်တယောက်နဲ့တယောက်ပခုံးချင်းတိုက်သွားပေမဲ့နောက်တစ်ချိန်ဆုံဖို့ဟာမှာဟေလီကျဲတကွန်ကမှတေချာသေးတယ်သူ့ပတ်လိုင်းအတိုင်းပြန်လာမှာဒီမျိုးကြီးတွေကလူတွေကတော့အားလုံးစက်ကြဝဠာကနဦးဖြစ်စဉ်ပစ်ပန်းလိုပဲကြာလေဝေးသွားလေ9နှစ်တစ်ခါ6နှစ်တစ်ခါလောက်မှရောက်ရတဲ့ဒီစိတ်ပြက်စရာမျိုးကြီးကိုရောက်တိုင်းကျွန်တော်မှမေးရမြန်းရတာတွေကရှိသေးတယ်ဘတ်စကားလိုင်းတွေကျွန်တော်မသိတော့ဘူးတက်စီဘိုးကိုလည်းကျွန်တော်မတက်နိုင်ဘူးအတွင်းကိုလှမ်းမြင်ရတဲ့တန်စကားတွေနေရာမှာအိုတတိုင်းအမြင့်ကြီးတွေနဲ့အစားထိုးတာတွေနေရာဟောင်းနေနောက်ပြီးခုံးကြော်တွေကြောင့်ရက်နေကြမှတ်တိုင်တွေကကြော်သွားတာနောက်ဆုတ်သွားတာတွေဖြစ်ကုန်တယ်လမ်းတွေမှာအတူကလေးတွေမှာလွဲကုန်ကြတယ်ဒါပေမဲ့တခုခုမေးဖို့အားထုတ်လိုက်တိုင်းပထမဆုံးစကားသံနေတယ်ခြေလမ်းနောက်ကိုတစ်ထစ်ဆုပ်သွားတော့ဒုက္ခအတော်ရောက်တယ်တချို့ကြတော့လေသို့သိပ်ဖြေရှင်းရမယ့်အရှုပ်ထုတ်တွေကိုကားပေါ်မှာလက်တစ်ဖက်ကခွင်းရင်းကိုကင်ထားပြီးတစ်ဖက်ကဖုန်းကိုနာနာကပ်ပြောဆိုနေကြတယ်ခီယာချင်းလိုက်တိုင်းမှာခီးကနေမြည်နေလို့စိတ်ညစ်နေရတယ်ကြားတယ်ကားတစ်စီးလုံးသူ့ဒုက္ခကိုနားဆင်နေရတယ်တချို့ကပခုံးပေါ်ကနေငဲ့ကြည့်နေရင်ရင်နေကြတယ်တချို့ကစုပ်သက်တယ်စိတ်ပြက်လို့တက်တယ်စုပ်သက်ခြင်းမျိုးသူကတော့မသိရှောင်ငိုတန်နေပါဝဲလို့ပဲသူ့တကယ်ဘဝကိုလေလိုင်းပေါ်ကနေရှင်းလင်းနေရတယ်ငါ့ကိုသာလာသက်လိုက်ကြပါတော့တဲ့ငါရှိမှအလုတ်ဖြောင်းလုပ်လို့မဖြစ်တော့ဘူးတဲ့ဇက်လန်းပဲမျိုးပြက်ရထားတစ်ခါမှမစီးဘူးလို့တက်စီကြည့်တော့မျိုးကြီးရဲ့မူလရတာပြောင်းမသွားဘူးဆိုပေမဲ့အနှဲငယ်တော့အသက်ရှူချောင်းစရာဖြစ်တယ်ဘူရာယုံတွေကကားဂိတ်တွေနဲ့မတူတဲ့တစ်ချက်ကတော့ကားဂိတ်တွေကမြို့တွေကိုလမ်းပေါ်ကမြင်နေရတာမျိုးဖြစ်ပြီးဘူတာတွေကတော့မြို့ကိုအေးရာတွေမှာတွေ့နေရတယ်လို့မျိုးပေါ့ဒါပေမဲ့ကားပေါ်မှာတင်မချင်းအသားချင်းပုတ်တက်နေရင်ကဘာပေါင်းများစွာဘောဝါပေါင်းများစွာကရှိထားတဲ့ရေစက်ကုန်ခဲ့ရသူတွေထက်ယထာပေါ်မှာကပိုကူညီရနေသေးတယ်အုပ်စုလိုက်သူ့အဖွဲ့နဲ့သူစကားလက်ဆောင်တွေကြာနေတာပဲယထာတန်ဟာဆူလို့တော့သူတို့အတန်ပေါ်မှာစိတ်နောက်ရှက်ဖြစ်တာစိတ်ဝင်စားတာအခြားလူတွေမှမဖြစ်တော့ထိုင်ကုန်ရတဲ့တယောက်တည်းသမားတွေကတော့ဖုန်းကလေးတွေထုတ်ပြီးငြိမ်သက်နေကြတာပဲတယောက်တည်းကုန်းမှာချွေးဆိုပြီးနှုံးချိနေမဲ့အစားမျက်နှာတွေကိုပဲလိုက်ငင်းနေရတာပေါ့တချို့များကြတော့လေထီးကိုယထာမြေပြင်မှာထောက်ထီးလက်ကင်ပေါ်မှာလက်နှစ်ဖက်ရှက်တင်ပြီးတရုတ်တိုင်းကားတွေကတိုင်းသမားတွေသတိနဲ့အိတ်တယ်လို့အိတ်တဲ့ဟန်လုံနေကြတယ်ကျွန်တော်ဟာအဲ့ဒါကိုတွေးမိပြီးအတန်ထွက်တစ်ချက်ရေလိုက်မိသေးတယ်ဒါပေမဲ့ရေတာကိုတန့်ရရတယ်ကျွန်တော်ဘေးမှာလည်းမတ်တက်ရက်ပြီးရထားဟန်ချက်နဲ့အညီကိုလိုက်ရင်နေရင်မျက်နှာတွေကိုပဲငေးစရာရှိလို့မျက်နှာတွေကိုပဲလိုက်ငေးနေတဲ့သူတွေရှိနေတာ哦မတ်တက်ရက်နေသူတွေအဖို့ကရထားအပြင်ဘက်ကရှူရင်းကိုမြင်ရဖို့လည်းမဖြစ်နိုင်ဖုန်းထုတ်ကြည့်နေဖို့လည်းတိတ်မလွယ်လာတော့ရထားခေါင်မိုးကိုစက်ခရင်ကြီးတစ်ခုလုံးစူးစိုက်ကြည့်ရင်လည်းကြည့်မဟုတ်ရင်လည်းလူတွေဘာလုပ်နေသလဲကြည့်ဖို့အပြင်အခြားအလုပ်မှမရှိပဲဘူးသို့တော်လည်းဗရင်းပေါင်းနာကထိုင်ကုန်မှာထိုင်ခွင့်ရပြီဆိုရင်တော့မြို့ကြီးရဲ့နောက်ဖေးကြောင်ကိုကြည့်ခွင့်ရမယ်ရထားတန်လည်းနှစ်ခုကြားကလှမ်းထားတဲ့ပစိုးထမိန်တွေကိုမြင်ရမယ်ရှိတဲ့ကစုံကင်းတွေစီးဖြန်းနေသူတွေကိုမြင်ရမယ်စပက်ကြီးမွေတွေလိုတိုက်နောက်ကျောင်းနဲ့ရံမှာတွေ့တက်နေတဲ့ရင်းကြီးစိမ်းတွေကိုမြင်ရမယ်ကျွန်တော်ကအဲ့ဒါတွေအားလုံးချစ်မိတယ်သို့တော့လိုတော့မလိုချင်ဘူးစရောက်တဲ့နေ့ကဆိုမနက်ခင်း3 နာရီလောက်ကြီးတဲခိုကန်တွေရဲ့မှန်တကားတွေကိုကျွန်တော်လိုက်ခေါက်နေရတယ်အိမ်မုံဆုံမောင်းနဲ့ထွက်လာသူတွေဟာကျွန်တော်ကိုတစ်ချက်ချီပြီးအခန်းမအားတော့ဘူးလို့ပဲပြန်ပြောရင်အခန်းထဲပြန်ဝင်သွားကြတယ်သူတို့နောက်ကျောကိုမြင်ရတဲ့၍ကြည့်ပြီးတဲ့နောက်မောင်မဲနေတဲ့လေယားတွေကနေတဆင်ကျွန်တော်ကလမ်းလေးပေါ်ဆင်းလာပြီးတော့နောက်တဲခိုကန်တစ်ခုရှိတဲ့လေကားချင်းတွေကနေတက်သွားအမောင်လေးကနေတရားရောက်လှမ်းဆွဲလိုက်မှာတော့ကြောက်နေမိသေးတယ်ဆရာမောင်အောင်ပွင့်ရဲ့ငါးရိုးနေနဲ့ငွေလာမင်းကြပြတွေကစားလာ
စာကလည်းစာလောင်မြို့လေကောင်လာရောက်တော့မရှိဆိုတဲ့ခံစားမှုကိုရလာတယ်တချို့တဲခိုကန်တွေမှာတော့ဘဲတီးလို့တောင်ထွက်မလာကြတော့ဘူးကျွန်တော်ကတော့ဘဲနဲ့မှမနေပါဘူးဂျင်းနဲ့နေမိတယ်လို့တောင်ရှိတယ်လူ့ဘဝမှာဒီလိုရည်ရွယ်ချက်မပါတဲ့ညှင်းပယ်ခံရမှုမျိုးကလည်းမကြကြုံတင်တယ်လို့ကျွန်တော်ကထင်တယ်ဒါမှညှင်းပယ်ခံရတဲ့အခါဘလို့ခံစားရလဲဆိုတာကိုသိမှာအသေးဖွဲတွေဆိုတာလိုက်ခံစားနေဖို့မဟုတ်ဘူးသိဖို့ပဲလေကျွန်တော်ကနေဘက်များဆိုရင်လူသိန်းနဲ့ချီအောင်ကာမောင်တောင်းနဲ့ချီအောင်ဖြတ်တန်းနေကြတဲ့အလွန်အင်မတန်ရှုပ်ထွေးရွာစီထိုးနေမဲ့လမ်းမကြီးပေါ်မှာတယောက်တည်းလမ်းလျှောက်နေရင်ကြည်နူးသလိုတော့ဖြစ်လာတယ်။နေမျိုးလေးကကိုယ့်အိမ်မှာကိုတက်တောင့်တက်တာနေရင်ငါအနေနဲ့မနေ့ခင်းတိုင်းလမ်းထားချောင်ရင်ကျမ်းမာရေးလေ့ကျင့်ခန်းယူဖို့တော့တင်ပြီလို့အချိန်ချင်းတွေးခဲ့ပြီးမှမဖြစ်ခဲ့သမျှဒီခရီးမှလာပြီးအကောင့်ထဲပေါ်ရတယ်လို့တော့ဖြစ်နေတော့ကျေနပ်စရာပေါ့။ရှာခဲ့လာတဲ့လာပြင်လမ်းမကြီးတစ်ခုလုံးဟာကျွန်တော်တယောက်တည်းအတွက်ဖြစ်နေတာ哦။နေဘက်မှာလို့ခွေးလေအရန်မပေါ်ဘူး။ရှိတဲ့တချို့အကောင်တွေကလည်းကားခေါင်မှုပေါ်မှာကားအောက်တွေမှာငြိမ်သက်နေလို့ပဲတိတ်ဆိတ်မှုကဒူးတွေကြီးလုံးတော့ထိလိုက်ကင်လိုက်တာနဲ့ကြွေကြသွားမယ်လို့ထင်စရာတော့မရှိဘူး။ညာဦးလောက်ကမိုးဖွဲဖွဲကြရလို့မိုးရင်နဲ့ဆိုးဆိုးနေသေးတယ်။လမ်းမြောင်လေးတွေပေါ်မှာတော့မီးရောင်နေဝါပြားတွေက abstract ကြီးကတစ်ချက်စေးပတ်ထားသလိုအရှိတ်တွေဆွဲနေတယ်။တိုက်တာတွေကြာအချို့အခန်းလေးတွေကရေနွေးငွေတွေကိုမြင်နေရတယ်။မကြခင်ရောင်နေကလေးတန်းတော့မယ်။လက်ဖေးရည်ဆိုင်တချို့ဟာဘာကြတကားတွေကိုတွန်းရွှေ့လိုက်ကြတယ်။မတင်လိုက်ကြတယ်။ဒါဟာမုံတိုင်းနဲ့လေပြေကြားကကလပ်ကောက်ကိုပထမဆုံးတွန်းဖိတ်လိုက်တဲ့အတန်ပဲလို့ကျွန်တော်သိလိုက်တယ်။ဒီလိုဆိုတော့လူဦးရေတိတ်မထူတတ်တဲ့နေတွေရဲ့မထင်ရှားတဲ့အလှကိုတော့ပြန်တွေးမိနေသေးတယ်။အသိမခံရသေးလို့လှုပ်ရှားလို့ဖြစ်နေသေးတဲ့လက်ကွင်းတွေရှိတယ်။ကားလန်နဘီကမျက်ခင်းနဲ့ငုတ်ရိုက်ပြီးခြိတိုင်းလို့စကြက်လွှတ်ထားတဲ့နွားတွေရဲ့ထူးဆန်းတဲ့အကြည့်တွေရှိသေးတယ်။ထမင်းလုံးတွေပဲကျက်ထားလို့ခြံဝင်းနဲ့ခုံဆင်းလာတဲ့ဇရက်စားကလေးစားတဲ့ငှက်ကလေးတွေရှိသေးတယ်။ခွေးတော့ရက်တွေနှွဲတက်နေလို့ရုပ်လုံးပြောင်းနေတဲ့တစ်ပင်တွေရှိသေးတယ်။ခမရဟာလူတွေကိုမုန်းတီးနေတဲ့သူမဟုတ်ရင်ကြိုက်တဲ့နေရာမှာကြိုက်တဲ့သူနဲ့စကားလက်ဆောင်ကြလို့ရပါတယ်။ကွင်းရတိုင်းတစ်ခုခုမှာထိုင်ရင်ယနေ့သတင်းစာတွေကလူမှုဘဝတွေကိုသုံးသပ်နေတဲ့ရှေးဘူးကြီးတွေရှိတယ်။ကုတ်ကိုမင်းအောက်ကကြားဝိုင်းကိုငေးနေလို့ရတယ်။နှလုံးထီနဲ့ပတ်သက်လို့ယနေ့ရာသီဥတုနဲ့ပတ်သက်လို့သူတို့ပြောကြဆိုကြတာတွေထင်မြင်ချက်ဝင်ပေးလို့ရတယ်။ဆိုင်ငယ်ကယ်ရီဂိတ်တစ်ခုကစေကုံတစ်ခုမှာနေမှာတော့လက်တောက်ခုံလို့ခေါ်တယ်။ဖြူးထားတဲ့ကြောက်မုံကိုလက်နဲ့စမ်းကြည့်လို့ရသေးတယ်။ပတ်စံပါရင်လူတွေလွတ်မယ်ဆိုရင်တပွဲတလန်းဝင်ဆန်းလို့ရသေးတယ်။စိုက်ကားလွတ်ဖို့အတွက်ဖင်ကြွဖို့လိုနေတဲ့စိတ်သဘောတွေပဲရှိတယ်။ခမရဖေရလာတယ်လေဘသူမှစိတ်ဝင်စားမဲ့သဘောမရှိဘူး။အချိန်ရဲ့သဘောဟာလူဦးရေထူတဲ့လွန်ရင်မြန်ဆန်လာတဲ့သဘောရှိပြီးမြို့ငယ်သေးသေးရွာနယ်ဘေးတွေမှာတော့တနေ့တာကိုကုံဆုံးဖို့ဟာမှာအားထုတ်ယူရတဲ့နေ့တွေတောင်မှရှိနေခဲ့တယ်။ကျွန်တော်ကလည်းအဲ့ဒါကိုပဲသဘောကျတယ်။တစ်ပင်တွေကြားထဲကလာတဲ့လေကိုမျက်စိမိတ်ပြီးခံစားရတာကိုပူကြိုက်တယ်။လိုင်းကားပရင်းပေါက်ကနေအခြားလိုင်းကားပရင်းပေါက်နောက်ကမျက်နှာတွေကိုလှမ်းငေးနေရတော့မကြိုက်ဘူး။ကြောချင်းကတ်ထားတဲ့သူဟာဘသူမှမသိတဲ့အဖြစ်ကိုမကြိုက်ဘူး။တရက်ပဲအသက်ရှင်နေရတယ်ဆိုတဲ့ပစင်းကလေးတွေအဲ့ဒီတရက်ကိုဘလို့များဖြတ်တန်းနေတာပါလဲလို့ဆက်ဆူလောက်ရတာကိုကြိုက်တယ်။လူဟာနေ့စဉ်မတူညီတဲ့အဖြစ်အပျက်တွေကိုကြော်လွှားရင်နှစ်ကာလများလာတဲ့အခါမှာယူဆပိုင်းဆိုင်ရာတွေနှစ်သက်တက်တဲ့အရာတွေကပြောင်းလဲလာကုန်တာပဲတစ်ချိန်လုံးကနေမှမနေခြင်းလို့အိမ်ကနှစ်ခါထွက်ပြေးခဲ့တဲ့မျိုးငယ်လေးတွေကတုံးအလုံးဖုံထူနေပြင်းလုံးခြောက်ချားစရာကောင်းလွန်းတယ်လို့ထင်နေတဲ့ခြာတိတ်ကလေးတယောက်ကြောင့်တွေးမိတော့ကျွန်တော်ရင်မိတယ်ခုတော့အဲ့ဒီခြာတိတ်ကလေးကစူညံပေါက်ကွဲနေတဲ့မျိုးကြီးဟာဒလက်တွေအမြဲလဲနေတာမြန်ဆန်လွန်းလာတဲ့ချင်းချိုးကြီးတွေကကြီးလာတဲ့ရက်ဆက်လာတဲ့ကောင်းပါတယ်တာမန်ဘဝမှာနေထိုင်သူတွေအတွက်ကတော့နေ့စဉ်ရနေတဲ့အရာတွေကိုကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေခြေနဲ့နိုင်နှစ်သက်နေနိုင်သူဟာဘဝကောင်းကိုဖျက်ဆီးရတာပါပဲကျွန်တော်ကတော့အဲ့ဒါလိုပဲခက်လွယ်လွယ်ယူဆလိုက်ရတော့တယ်